မင်္ဂလာပါရှင်ဒူဘိုင်းရဲ့ Free Zone Site အတွေထဲမှာ General Trading Business လုပ်ငန်းလိုင်စင်ကိုတည်ထောင်ဖို့စိတ်ဝင်စားနေတဲ့မိတ်ဆွေတွေဆိုလို့ရှိရင်တော့ဒီဗီဒီယိုလေးကိုစောင့်အောင်ကြည့်ပေးပါရှင်ကျမတို့တွေဒူဘိုင်းရဲ့ Free Zone လိုင်စင်တွေထဲမှာ General Trading ဆိုလို့ရှိရင်အပေါ်ကျထပ်ပေးဆောင်စံမလိုဘဲနဲ့လိုင်စင်တစ်ခုတည်းအောက်မှာ General Trading Business Activity အပြင်တခြားလုပ်ငန်းလိုင်စင်နဲ့ပတ်သက်တဲ့ activity ကိုလည်းထည့်သွင်းနိုင်မှာဖြစ်ပါတယ်ရှင်ကျမတို့ဒူဘိုင်း Gateway 9000လေး package တစ်ခုနဲ့ကျမမိတ်ဆက်ပေးပါရစေရှင်ဒီ package တွေထဲမှာ General Trading Business Activity အပြင်နောက်ထပ် activity တစ်ခုဖြစ်တဲ့ Cross Business Activity ကိုလည်းထည့်သွင်းနိုင်မှာဖြစ်ပါတယ်ရှင်ဒီ Cross Business Activity က3ခုကနေ9ခုထိထည့်သွင်းနိုင်ပြီးတော့ Plus General Trading Power မှာဖြစ်ပါတယ်အဲ့ဒါအပြင်ကျမတို့က Lifetime Fee Visa ကိုလည်းရရှိအောင်မှာဖြစ်ပါတယ်ရှင်ကျမတို့ No Hidden Fee No Additional Fees တွေမပါဝင်ဘဲနဲ့ဒီ Gateway 9000လေး package ထဲမှာ Business License Lifetime Fee Visa စသဖြင့်Medical Test, Emerald ID စသဖြင့်ပေါင်းမှာဖြစ်ပါတယ်ရှင်